ခုကစပြီးတော့စပင်လေးမှုတ်နေရဖြစ်ပါတယ်စပင်ကိုလေးမှုတ်ပါတယ်ခေါင်းမိုးချုံမှလျှော်ပြီးတော့စပင်ကတော်တော်နဲ့မချဘူးပေါ့နော်ပြီးသွားရင် head to knit ပြန်မယ် head to knit သုံးမယ် head to knit သုံးပြီးသားပြီဆိုလို့ရှိရင်တော့လေးပြန်မှုတ်မှာဖြစ်ပါတယ်စပင်ကိုလေးပြန်မှုတ်မယ်ပေါ့နော်စပင်ကိုလေးပြန်မှုတ်ပြီးသားပြီဆိုလို့ရှိရင်တော့ဘာလုပ်မလဲဆိုတော့လာပါတယ်ပေါ့သူရန်လာနေပါတယ်ပေါ့ပြီးသားပြီဆိုလို့ရှိရင်တော့ skin care မှာဖြစ်ပါတယ်နောက်တစ်ဆင့်နေနေရ skin care မှာနေနဲ့မျက်နှာကိုပထမဆုံး micellar water နဲ့ cleansing လုပ်မှာဖြစ်ပါတယ်မျက်နှာတော့တပြီးသားပေါ့နော်ဒါပေမဲ့ double cleansing ပြအောင်လို့ဆိုပြီးတော့ micellar water လေးကိုသုံးနေရဖြစ်ပါတယ်ရှင် micellar water လေးသုံးပြီးသွားပြီဆိုလို့ရှိရင်တော့ဘာလုပ်မလဲဆိုတော့မချာနဲ့မျက်နှာကိုဗာလဲ powder max ပေါ့နော် powder max နဲ့မျက်နှာကိုကပ်မှာဖြစ်ပါတယ် powder max အဲ့ဒီသူ့ရဲ့တခြားလေးကအရန်သဘောကျတယ်သူကဘာဖြစ်လို့လဲဆိုအရန် smooth ဖြစ်ပြီးတော့အနံလေးကလည်းမှုန့်မွေလေးနဲ့ fresh ဖြစ်တယ်ပေါ့နော်အဲ့တော့မချာလေးကိုသုံးမှာဖြစ်ပါတယ်မချာနဲ့မျက်နှာလေးကို mask ကပ်မှာဖြစ်ပါတယ်ရှင်ရန်လာနေပြီတကယ်တွေ့တဲ့ချာအရန်မိုက်တာနော်အရန် smooth ဖြစ်ပြီးတော့အရန်သုံးလို့ကောင်းနေရောပဲနန်းလေးကလည်းမှုန့်မွေးနေနဲ့သဘောကျဒီကတစ်ပတ်ကို2ရက်လောက်ပဲသုံးတဲ့တာပေါ့နော်နေ့တိုင်းသုံးချက်တယ်နေ့တိုင်းသုံးရင်နေ့တိုင်းသုံးလို့ရရင်နေ့တိုင်းသုံးချက်တာပေါ့နော်အရန်ကြိုက်လို့ရန်သဘောကျအားကြောင့်လို့အဲ့တော့ mask powder max ပြီးသားပြီဆိုလို့ရှိရင်တော့မျက်နှာတက်တာပြီးမျက်နှာတက်ပြီးတော့မျက်နှာကို tissue နဲ့တုပ်တယ်တုပ်တိုင်းမလုပ်မလဲဆိုတော့ skin care မှာပေါ့နော်ပထမဆုံးအနေနဲ့ထိုနာလေးလိမ့်မှာဖြစ်ပါတယ်ရှင်ထိုနာလိမ့်မှာဖြစ်ပါတယ်ထိုနာလိမ့်မယ်ထိုနာလိမ့်ပြီးသွားပြီဆိုလို့ရှိရင်မလုပ်မလဲဆိုတော့niacinamide လိမ့်မှာပေါ့နော်niacinamide လိမ့်တာလေးတကယ်တည်လာမျက်နှာကိုအရန် glow ပြီးတော့ glow glass ဖြစ်နေတာပေါ့နော်ရုံးရလို့ရတယ်မျက်နှာလေးက glow လာတယ်ဆိုပြီးပြောကြတယ်တော့ရတာလည်းအရန်ကြိုက်တယ်niacinamide လိမ့်နေ niacinamide လိမ့်ပြီးသားဆိုရင် moisturizer လိမ့်မယ် moisturizer နဲ့လိမ့်အရန်ကြိုက်တော့လိမ့်နဲ့ကုန်းပြီးအကတ်တလက်ကလေးကိုလိမ့်ပြီးသွားရင်တော့နောက်ဆုံးဘူးဝဲပြစ်လိုက်တော့မှာပေါ့နော်โอเคဝဲပြစ်လိုက်ပါပြီရှင်ပြီးသားပြီဆိုလို့ရှိရင်နောက်တစ်ဆက်ပါလိမ့်မလဲဆိုတော့ဒါကဘိုင်ဝန်ဒါမကနေပြီးတော့မှ